ဗိုလ်တံမဏိတို့ကတော်လိုင်းရေးအဖွဲ့ကလူ21ယောက်ကိုတတ်ထားတဲ့အမှုတွေ NUG ကအရေးယူပြပါပြီလား NUG လက်အောက်ခံဝက်လက်ပကဖကဗိုလ်ကြားကြီးတို့ကိုစီးနင်းတိုက်ခတ်ပြီးတော့လူတက်တဲ့အမှုတွေအရေးယူပြပါပြီလားအမျိုးသမီးတွေကိုဖမ်းဆီးချုံနှောင်ပြီးတော့ပလဖတွေကမရင်းကျင်တဲ့အမှုတွေအရေးယူထားပါတယ်လို့ပြောပေမဲ့ပလဖယုံထဲမှာမရင်းကျင်တဲ့သူတွေလွတ်လွတ်လပ်လပ်သွားလာနေကြတာကဘာသဘောပါလဲမင်းကင်းပကဖခေါင်းဆောင်ကိုညိုမောင်က SRF အဖွဲ့ဝင်အမျိုးသမီးရဲဘော်မငိမ့်ကိုမရင်းကျင်တဲ့အမှုတွေအရေးယူပြပါပြီလားထောက်ပို့တယောက်ရဲ့လက်ထဲမှာပြောင်းတူတနက်တလက်တွေ့လို့ဆိုပြီးတော့သူ့အဖေနဲ့လူမမယ်သားလေးကိုပြန်ပေးဆွဲပြီးတော့ငွေနဲ့ရွေးခိုင်းတဲ့အမှုကိုရောဖြည့်ရှင်းပြပါပြီလားပဲခူးတိုင်းရေဒါရှည်မြို့နယ်ကိုပင်တာကရလဲပြင်းမရွာကဒေါ်ဆန်းမြင့်ကိုပဲခူးတိုင်းစစ်တေသတပ်ရင်း3531တက်ခွဲ9ကဘူကျက်သွန်တဲ့အဖွဲ့ကတပ်ဖြတ်ပြီးကားတွေရွှေတွေစံအိတ်တွေစပားအိတ်တွေကိုယူသွားတဲ့အမှုကိုရောရေးပြပြပါပြီလားမင်္ဂလာပါရှင်အမတ်တရားဖရီရှာ The Light Media Entertainment ကနေကြိုဆိုပါရစေမြန်မာနိုင်ငံရဲ့ຫນွေဦးတော်လှန်ရေးဟာမတရားမှုကိုတွန်းလှန်ဖို့နဲ့တရားမျှတတဲ့လူအဖွဲ့အစည်းတစ်တိဆောက်ဖို့ပြည်သူတွေရဲ့သွေးချွေးအသက်ပေါင်းများစွာနဲ့ရင်းနှီးတည်ဆောက်နေရတာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့မှာတော့ပြည်သူအစိုးရလို့ကိုတတ်မှတ်ထားတဲ့ NUG နဲ့၎င်းရဲ့လက်အောက်ခံတပ်ဖွဲ့ဝင်အချို့ဟာတော်လန်ရေးအရှင်အဝါကိုအလွဲသုံးစားလုပ်ပြီးအယက်သားပြည်သူတွေနဲ့တော်လန်ရေးရဲဘော်တွေအပေါ်အာဏာရှင်ဆန်ဆန်ဖိနှိပ်မှုတွေရာဇဝတ်မှုတွေကိုပြောင်တင်ကျူးလွန်နေကြတာဖြစ်ပါတယ်အမှန်တရားကိုဖုံးကွယ်ပြီးမိမိတို့နဲ့သဘောထားကွဲလွဲသူတွေကိုသာရန်သူလိုတိုက်ခိုက်နေတဲ့လုပ်ရက်တွေဟာတော်လန်ရေးကိုပျက်စီးအောင်ကိုယ့်ဖာသာပြန်လုပ်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်ပြည်သူတွေအလင်းရစေဖို့အမှန်တရားကိုအောက်ပါအတိုင်းထောက်ပြဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးအောင်ကြည့်မှာအမှန်တရားကိုသိရှိနားလည်နိုင်ပါမယ်ရှင်။ဗိုလ်တံမဏိတို့ကတော်လိုင်းရေးအဖွဲ့ကလူ21ယောက်ကိုတတ်ထားတဲ့အမှုတွေ NUG ကအရေးယူပြပါပြီလားNUG လက်အောက်ခံဝက်လက်ပကဖကဗိုလ်ကြားကြီးတို့ကိုစီးနင်းတိုက်ခတ်ပြီးတော့လူတက်တဲ့အမှုတွေအရေးယူပြပါပြီလားအမျိုးသမီးတွေကိုဖမ်းဆီးချုံနှောင်ပြီးတော့ပလဖတွေကမရင်းကျင်တဲ့အမှုတွေအရေးယူထားပါတယ်လို့ပြောပေမဲ့ပလဖယုံထဲမှာမရင်းကျင်တဲ့သူတွေလွတ်လွတ်လပ်လပ်သွားလာနေကြတာကဘာသဘောပါလဲမင်းကင်းပကဖခေါင်းဆောင်ကိုညိုမောင်က SRF အဖွဲ့ဝင်အမျိုးသမီးရဲဘော်မငိမ့်ကိုမရင်းကျင်တဲ့အမှုတွေအရေးယူပြပါပြီလားထောက်ပို့တယောက်ရဲ့လက်ထဲမှာပြောင်းတူတနက်တလက်တွေ့လို့ဆိုပြီးတော့သူ့အဖေနဲ့လူမမယ်သားလေးကိုပြန်ပေးဆွဲပြီးတော့ငွေနဲ့ရွေးခိုင်းတဲ့အမှုကိုရောဖြည့်ရှင်းပြပါပြီလားပဲခူးတိုင်းရေဒါရှည်မြို့နယ်ကိုပင်တာကရလဲပြင်းမရွာကဒေါ်ဆန်းမြင့်ကိုပဲခူးတိုင်းစစ်တေသတပ်ရင်း3531တက်ခွဲ9ကဘူကျက်သွန်တဲ့အဖွဲ့ကတပ်ဖြတ်ပြီးကားတွေရွှေတွေစံအိတ်တွေစပားအိတ်တွေကိုယူသွားတဲ့အမှုကိုရောရေးပြပြပါပြီလားဒါကလူတိများထင်ရှားတဲ့အမှုအနှဲငယ်ကိုပဲပြောပြတာပါအဲ့ဒါလို့အမှုပေါင်းမြောက်များစွာကို NUG လက်အောက်ခံပကဖတွေကကျူးလွန်ထားတယ်ဆိုတာတွေဟာလူသိရှင်ကြားပါသက်ဆိုင်သူမိသားစုတွေခံရတဲ့သူတွေကိုယ်တိုင်ကပြောပြထားလို့မီဒီယာပေါ်မှာသတင်းတွေတက်ထားပြီးသားတွေပါအဲ့ဒါလို့အမှုမျိုးတွေအတွက်တခြားတော်လှန်ရေးအဖွဲ့တွေကပကဖတွေ PDF တွေကိုဝင်တိုက်ပြီးတော့ဖမ်းဆီးအရေးယူတာတွေလုပ်မယ်ဆိုရင်ကိုရော NUG ကလက်ခံမှာပါလားအခုနကဖော်ပြခဲ့တဲ့အမှုတွေကလူသိရှင်ကြားထိခဲ့တဲ့အထင်ရှားဆုံးအမှုတွေပဲရှိသေးပါသေးတယ်။မြေပြင်မှာ NUG ရဲ့နာမည်ကိုအသုံးချပြီးဖြစ်စေ NUG လက်အောက်ခံတပ်ရင်းတပ်ဖွဲ့အချို့ကဖြစ်စေကျူးလွန်ထားတဲ့အခြားသောအမောင်ဖုံးနေတဲ့ရာဇဝတ်မှုတွေအများကြီးရှိနေတာကိုလည်းကျွန်တော်သိရှိထားပါတယ်။ NUG ဒီ၎င်းတို့၏လက်အောက်ခံကျူးလွန်သောအမှုပေါင်းများစွာကိုဖုံးကွယ်ထားတော်လေ၎င်းတို့နှင့်သဘောထားမတူသောအဖွဲ့အစည်းများပြစ်မှုကျူးလွန်သည်ဟုယူဆတော့ကတိုက်ခိုက်ချေမြုံနိုင်ဝင်မလေးတာဖြစ်ပါရဲ့ငါတို့ကအစိုးရဖြစ်လို့ငါတို့ပဲအရေးယူခွင့်ရှိလဲငါတို့လူတွေကျူးလွန်တာကိုတော့လာမပြောနဲ့ဆိုသည့်သဘောထားဟာအာဏာရှင်အောင်များထပ်ပို၍ပင်ဆိုးရွားနေခြင်းဖြစ်ပါတယ်မိမိလက်အောက်ခံ PDF တွေကျူးလွန်တဲ့အမှုပေါင်းများစွာကိုအရေးမယူဖို့ပြက်ခတ်နေချိန်မှာဘိုးနဂအဖွဲ့ BNRA ကိုတော့ရာဇဝတ်ခေါင်းစဉ်တက်ပြီးစစ်ခင်းတိုက်ခိုက်တာဟာတရားမျှတမှုမရှိတဲ့လုပ်ရဖြစ်ပါတယ်။မိမိတို့၏အမားတွေကိုထောက်ပြသူမှန်သမျှကိုဒလန်ဟုဆွတ်ကျွဲကလူမှုကွန်ရက်ပေါ်မှာစနစ်တကျဝါရဖြန့်တိုက်ခိုက်နေတာဖြစ်ပါတယ်။တော်လန်ကြီးကိုဘယ်ရန်သူကမှမပြက်စီးနိုင်ပဲတော်လန်ကြီးအဖွဲ့အစည်းတွေကိုယ်တိုင်ကသာပြက်စီးနိုင်တာဖြစ်ပါတယ်။
အခုလိုတော်လန်ကြီးအမြန်ခံရာဇဝတ်မှုတွေကိုမတိကျွန်းကြွန်ပြုတ်ပြီးနှုတ်ပိတ်နေတာဟာတော်လန်ကြီးအပေါ်သစ္စာဖောက်တာဖြစ်လို့ဒီလူရက်တွေကိုဝိုင်းဝန်းကန့်ကွက်ဖို့တာဝန်ကင်းမနေတဲ့ဝါရစ်နိုင်ငံရေးသမားများနဲ့တော်လန်ရေးသမားကြီးတွေမှာလည်းတာဝန်ရှိတာထက်ပါတယ်။တိုင်းပြည်ကိုအမှန်တကယ်ချစ်များနိုးတဲ့သူတွေအနေနဲ့ဒီလိုဆိုးရွားတဲ့အခြေအနေတွေကိုသတိပေးဟန့်တားကြဖို့တာဝန်ရှိပါတယ်။အမှန်တရားကိုမျက်ကွယ်ပြုပြီးအာနာရှင်တစ်တွေရဲ့လုပ်ရက်ကိုဆက်လက်ခွင့်ပြုနေမယ်ဆိုရင်ဒီဒေါ်လာရေးဟာပြည်သူတွေမျှော်လင့်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ပဲပျက်စီးခြင်းတွေပဲရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူလူထုတရက်လုံးအမှန်တရားကိုသိမြင်ကြပြီးမတရားမှုကိုအတူတူတွန်းလှန်ကြဖို့လိုအပ်တာဖြစ်ပါတယ်။ဒေါ်လာရေးအဖွဲ့အချင်းချင်းဇက်တူစားခြင်းသည်စစ်အုပ်စုအထွတ်သားအမျက်ထွက်စေခြင်းဖြစ်ပါတယ်။တရားမျှတမှုကိုဖော်ဆောင်မယ်ဟုဂရေးကြော်ထားသောအဖွဲ့အစည်းတစ်ခုဟာမိမိကိုယ်တိုင်ရာဇဝတ်မှုတွေကိုဖုံးကွယ်နေပါကထိုအဖွဲ့အစည်းသည်ပြည်သူအစိုးရမဟုတ်တော့အာဏာရှင်တစ်သားဖြစ်ပါတယ်။ဒီလိုမင်းလို့ရှိရင်သူတို့ကအစိုးရဖြစ်တဲ့အတွက်သူတို့ကသာအရေးယူခွင့်ရှိတယ်။ကျန်တဲ့အဖွဲ့တွေကအရေးယူခွင့်မရှိဘူးလို့ NUG ကပြန်ဖြေလိုက်မယ်ထင်ပါတယ်။အဲ့ဒါလို့သာဖြေခဲ့ရင်တော့ NUG ဟာအာဏာရှင်ဖြစ်နေပြီလို့ဆိုရတော့မှာပါ။သူတို့လက်အောက်ကလူတွေကိုတော့သူတို့ကိုယ်တိုင်ကလည်းအရေးမယူသလိုတခြားအဖွဲ့အစည်းတွေကဖန်ဆီးအရေးယူမယ်ဆိုတာကိုလည်းလက်မခံနိုင်ဘူးဒါပေမဲ့တခြားအဖွဲ့အစည်းကပြစ်မှုကျူးလွန်ရင်တော့သူတို့ကတိုက်ခိုက်ဖန်ဆီးပြီးတော့အရေးယူမယ်ဆိုတာဟာအာဏာရှင်လို့မပြောရင်တခြားနာမည်တက်စရာရှာလို့မရတော့ပါဘူးငါတို့ကပဲအရေးယူမယ်အပြစ်ပေးမယ်တခြားလူတွေမှာတော့အရေးယူခွင့်အပြစ်ပေးခွင့်မရှိဘူးငါတို့အဖွဲ့ဝင်တွေကျူးလွန်တဲ့ပြစ်မှုတွေကိုတော့လာမပြောနဲ့မင်းတို့နဲ့မဆိုင်ဘူးလို့ပြောနေတယ်လို့ဖြစ်နေပါတယ်စဉ်းစားကြည့်ပါအဲ့ဒါဟာတရားမျှတမှုကိုဖော်ဆောင်မဲ့အဖွဲ့အစည်းတစ်ခုရဲ့သဘောထားမျိုးယက်တီချက်မျိုးဟုတ်ပါသလားအရေးကြီးဆုံးအချက်ကတော့တော်လှန်ရေးအဖွဲ့အချင်းချင်းစစ်ခင်းတိုက်ခိုက်တဲ့လုပ်ရဟာတော်လှန်ရေးပျက်စီးရာပျက်စီးကြောင်းဖြစ်တယ်ဆိုတဲ့အချက်ပါပဲစစ်အာဏာရှင်ကိုလက်မခံနိုင်လို့တော်လှန်တဲ့တော်လှန်ရေးသမားတွေဟာအခုတော့တော်လှန်ရေးသမားအချင်းချင်းကတပ်ဖြတ်လို့တေးရတယ်ဆိုတာဟာအလွန်ဝမ်းနည်းစရာကောင်းပါတယ်စစ်အာဏာရှင်ရဲ့ကြည်စံနဲ့မတေးရပဲတော်လှန်ရေးသမားချင်းပြစ်တဲ့ကြည်စံကြောင့်တေးရတယ်ဆိုတာဟာအလွန်ဝမ်းနည်းစရာကောင်းပါတယ်တပိုင်းတစ်လျှောက်သင်ခန်းစာတွေကိုပြန်ကြည့်ပါတော်လှန်ရေးအဖွဲ့အချင်းချင်းဇက်တူသားစားရင်တော်လှန်ရေးသားလျှောရတာကြီးပါပဲအခုဘုံနဂါအဖွဲ့ကို NUG ကတိုက်တဲ့အတွက်ဘယ်သူတွေအမျက်ထွက်ပါလဲ NUG ဘာတွေမျက်ပါလဲဘာတွေရောမျက်စရာရှိပါသလဲဘာမှအမျက်ထွက်စရာမရှိပါဘူးအခုလုပ်နေတဲ့ပုံစံကလူဖမ်းမှုအရေးယူဖို့လို့ပြောနေပေမဲ့လုပ်နေတဲ့လုပ်ဟန်ကဘုံနဂါအဖွဲ့ကိုအပြတ်ရှင်းကျင်တဲ့လုပ်ဟန်မျိုးဖြစ်နေပါတယ်အခုဖြစ်စဉ်မှာအမျက်ထွက်တာကစစ်အုပ်စုပါတော်လှန်ရေးအဖွဲ့အချင်းချင်းတိုက်ခိုက်နေရင်မာမိတ်တို့တပ်ပေါင်းစုတို့ဖွဲ့စည်းလို့မရနိုင်ပါဘူးတပ်ပေါင်းစုမဖွဲ့နိုင်ခဲ့ရင်အခုတော်လှန်ရေးရှုံးမှာပါရှုံးအောင်တမင်လုံနေကြသလားလို့မေးစရာဖြစ်နေပါပြီ NUG ပေါ်မှာလဲလူလူရဲ့ယုံကြည်အားထားမှုဟာတဖြည်းဖြည်းနဲ့ကျဆင်းလာတော့မှာပါဒါမျိုးတွေလုပ်ရင်တဖြည်းဖြည်းကျဆင်းလာမှာပါဒီတိုင်းဆက်သွားရင် NUG ဟာအနည်းနဲ့အများဆိုသလိုပြိုကျပျက်စီးမှာပါအခု NUG လုံနေတဲ့လုံရဟာကိုပျက်စီးရာပျက်စီးချောင်းကိုကိုယ်တိုင်ရှာဖွေနေသလိုဖြစ်နေပါတယ်တကယ်တော့အဲ့လိုလုံရကိုတော်လှန်ရေးအဖွဲ့အစည်းတွေဝါရင်တော်လှန်ရေးသမားတွေနိုင်ငံရေးသမားဟောင်းတွေကဝိုင်းဝန်းထောက်ပြသတိပေးသင့်ကြပါတယ်ဟန်တားသင့်ပါတယ်ဘာကြောင့်အတန်တိတ်ဆိတ်နေကြပါသလဲတော်လှန်ရေးပျက်စီးမဲ့အခြေအနေတစ်ခုကိုဘာမှမပြောဘဲနဲ့နှုတ်ပိတ်နေခဲ့ရင်နှုတ်ပိတ်နေတဲ့သူတွေမှာလည်းတာဝန်မကင်းဘူးဆိုတာအားလုံးအလင်းနဲ့သတိထားရမယ်ကိစ္စပါတော်လှန်ရေးပျက်စီးအောင်ဘယ်သူမှမဖြစ်နိုင်ဘူးတော်လှန်ရေးအဖွဲ့အစည်းတွေကိုယ်တိုင်ကသာဖျက်ဆီးနိုင်တယ်လို့ဒေါ်မီမီဝင်းဘက်ကမကြခင်ကသတိပေးထားပါတယ်အခုလောက်ရက်တွေဟာတော်လှန်ရေးအဖွဲ့အစည်းတွေကကိုယ်တော်လှန်ရေးကိုပျက်စီးအောင်လုပ်နေတဲ့လောက်ရက်တွေပဲလို့ကျွန်တော်ကထပ်ဆင့်ပြီးတော့ထောက်ပြကြပါတယ်တိုင်းပြည်ကိုအမှန်တကယ်ချစ်တဲ့သူတွေတိုင်းပြည်အပေါ်မှာစေတနာအမှန်တကယ်ထားတဲ့သူတွေအနေနဲ့အခုလိုအလွန်ဆိုးဝါးလာတဲ့အခြေအနေတွေကိုသတိပေးဟန်တားကြဖို့တာဝန်ရှိပါတယ်NUG ကိုကြောက်ပြီးတော့မပြောရဲမဆိုရဲဖြစ်နေကြတယ်ဆိုရင်တော့အဲ့ဒီလူတွေဟာတော်လှန်ရေးသမားမဟုတ်ပါဘူးလူအများကဝိုင်းဝန်းပြီးတော့ကြတော့ဆဲဆုံမှာဝေဖန်မှာကိုကြောက်လို့နှုတ်ပိတ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေဟာတော်လှန်ရေးသမားမဟုတ်ပါဘူးလူမှုအဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေလည်းနှုတ်ဆိတ်မနေသင့်ကြတော့ပါဘူးတော်လှန်ရေးမျက်နှာကိုထောက်ထားပြီးတော့ဝါရင်နိုင်ငံရေးသမားကြီးတွေအဖွဲ့အစည်းတွေပါတီတွေကစုပေါင်းကြေညာချက်ထုတ်တာတို့သတိပေးကြတာမျိုးတွေကိုလုပ်ဖို့သင့်နေပါပြီ